BMW တို့ Mercedes တို့အဲ့လိုကားရဲဆိုမှန်းနေပြီးတော့စီးပဲစီးကျင်တာမပြင်းချင်းဘူးစီးရတဲ့အရသာလေဂျပန်ကားရဲထဲနှစ်ဆသုံးဆလောက်ကောင်းတယ်ပြီးဒီကောင်နေပြင်ရတဲ့ဈေးနှုန်းကလည်းဂျပန်ကားရဲထဲနှစ်ဆသုံးဆလောက်ဈေးကြီးတယ်ပြီးတော့ဒီကောင်နေပြင်ရတဲ့ဆိုတော့ပစ္စည်းလဲရတာများတယ်ဒီကားဆိုရင်ရှေ့မိကြီးတစ်ဖက်မလာတာဖြုတ်ကြည့်ရတော့အတွင်းကချုပ်ဘူးတစ်လုံးမကောင်းတာအဲ့ဒါချုပ်ဘူးမှာဂျပန်ကြီးမှာ3လကြာမယ်တဲ့3လဆိုတော့လေ3လပြည့်တယ်လည်းရမရလည်းမသိရအောင်ဒီမော်ဒယ်အမြင့်အမြင့်ပစ္စည်းချရတာဆိုတော့မော်ဒယ်အနေနဲ့ပစ္စည်းမရှိဘူးဒီမှာရှိတဲ့ပစ္စည်းအများစုကလည်းသူကတတိုင်းကုန်တဲ့ဟာတွေဖြစ်နေဒီဥရောပကားတဲ့တတန်တကောင်ကီလို3သိန်းပြည့်ရတယ်ကောင်ကျန်တဲ့ဟာတွေကိုမကောင်းတော့ကျွန်တော်ရင်တော့ပြောခဲ့သလိုပဲဒီကောင်နဲ့ကီလို3သိန်းပြည့်ရင်သူတို့မှာပါတဲ့ပစ္စည်းတွေအကုန်လုံးလဲရတာကျွန်တော်ငကောတော့ထင်တာဒီကားတွေကသူများနိုင်ငံမှာဒါအသုံးဒါကျန်းများဒီရောက်လို့များကားပြတ်တာလားမြန်မာနိုင်ငံရာသီဥနဲ့ဟောဘကရာသီဥတို့မတူလို့များဒီရောက်မှကားပါတွေကျုပ်ပြီးကိုရလို့ထင်တာတကယ်တမ်းအဲ့လိုမဟုတ်ဘူးမြန်မာနိုင်ငံမှာရှိတဲ့ကီလို0နဲ့ဝင်တဲ့ကားလေအတိုင်းပဲသူတို့ရဲ့ကီလို3သိန်းကျော်အောင်တဲ့ဒီကောင်ကအတွင်းကနေအကုန်လုံးကျွတ်ပြီးအကုန်လုံးကျူးကုန်တာပြီးရင်လည်းအကောင်တစ်ခုပြီးတစ်ခုပြတ်တာတချို့ Mercedes တို့ BMW ဆိုရင်သူတို့ဈေးက300ပဲရှိတာအဲ့တော့ဘူးမသိဘာမသိနဲ့ Mercedes ကိုခွေးဘလူးဈေးတတနဲ့စီးရတာလိုင်စင်လဲပါတယ်ရုပ်ထွက်လဲလန်းတယ်ပြီးအမိုးဖို့နေတောင်ပါသေးတယ်အဲ့လိုမျိုးကားတွေဆိုရင်တော့သွားမဝင်နဲ့အပေါ်ရန်ကျောပဲကြည့်ပြီးဝယ်လို့ကတော့ကိုယ်ထက်မှရှိတဲ့စီးစိမ်လေးပါပြောင်းသွားမယ်အကားတွေကအခုဆိုရင်2013မော်ဒယ်တောင်မှအသိအခြေအနေကောင်းနေတော့မဟုတ်တော့အဲ့လိုမှမဟုတ်နဲ့ဝယ်စီးခြင်းနဲ့ဆိုရင်တော့ဝါရင်းဆရာတို့ဝါရှော့ဆရာတို့ပစ္စည်းရောင်းတဲ့ဥကလာရီတို့သူတို့အဖေတော်ထားရင်တော့အဆင်ပြေတယ်ကျွန်တော်အခုလိုပြောလို့တချို့တော့နားလဲမှမဟုတ်သေးဘူးအဲ့ဒီဒဏ်တွေကို Mercedes တို့ BMW တို့ခုလက်ရှိစီးနေတဲ့ကားသမားတွေသူတို့ပို့ခံရအောင်အဲ့ဒါကြောင့်မလို့အဲ့ဒီခံစားချက်ကိုသူတို့ကောင်းကောင်းနားလဲတချို့လည်းပြောကြတယ်မပြောသလိုဒီကမကောင်းဘူးဆိုရင်ဘာဖြစ်လို့ကဘောပေါ်မှာတော်တန်းစင်းဝင်နေတာလဲဘာဖြစ်လို့လူကြိုက်များနေရလဲဆိုရင်အကမကောင်းမှုကိုကောင်းတယ်ဂျပန်ကားတက်ကိုအစားပေါင်းများစွာကောင်းတယ်ဒါပေမဲ့ဒီကောင်အဓိကပြဿနာမြန်မာနိုင်ငံနဲ့မကိုက်တာဘာဖြစ်လို့လဲဆိုရင်ဒီကောင်ကီလို3သိန်းကျော်ရင်ဒီကောင်ကားထဲမှာပါတယ်ပစ္စည်းတွေအကုန်လုံးလဲရတာအဓိကတော့မြန်မာနိုင်ငံမှာအပူပစ္စည်းမရှိတာပဲရှိတဲ့ပစ္စည်းကလည်းဈေးကြီးတယ်ပြီးရင်ဒီကောင်နဲ့အသစ်ဆိုရတဲ့အစကန်တွေများတယ်တချို့ဆိုင်တွေကလည်းအာမခံကောင်းမပေးနိုင်ဘူးဂျပန်ကားတွေတော့အဲ့လိုမဟုတ်ဘူးဂျပန်ကားတွေကကီလို3သိန်းမပြောနဲ့ကီလို10သိန်းလောက်ထိကိုတုံလို့ရတယ်ဒီမှာကျလဲစရာပစ္စည်းတွေပေါ်တယ်ဈေးလည်းတက်တာတယ်ပြီးတော့ဂျပန်ကားတွေကအနည်း20ကျော်ထိကိုကောင်းကောင်းခိုင်းလို့ရတယ်အမေရိကန်မှာဆိုရင်တော့ Mercedes တို့ BMW တို့စီးရတာပိုပြီးအဆင်ပြေတယ်သူတို့စီမှာကုမ္ပဏီရှိတော့ကီလို3သိန်းပြည့်ကားအသစ်ချိန်မလားဒါမှမဟုတ်အဲ့ကားကိုပဲပြန်ပြင်မလားအကုန်လုံးအဆင်ပြေတယ်ကားအသစ်ချိန်နေဆိုတာကားအဟောင်းကိုပြန်အပ်ပြီးတော့ပါစနစ်နဲ့ကားအသစ်ဝယ်တာပြီးတော့ကားပြင်နေဆိုတာသူကတစ်စီးလုံးပြန်ပြင်တာမဟုတ်အကုန်လုံးပြန်ဖြုတ်ပြီးပြန်လဲတာသူတို့စီမှာကျဈေးလက်တက်တာတယ်ပြီးရင်အခွန်ခါရလည်းသိမပေးရအောင်ဒီမှာတော့အဲ့လိုမဟုတ်ဘူးဒီမှာလေးမြန်မာတော့ Mercedes CB CI လို့ထင်မှာတကယ်တော့ Mercedes CB တရားကောင်နဲ့တက်လဲနေ BMW ရဲ့တူတူပဲအဲ့တိုင်းတော့မခံစင်မှုဆိုရင် model မျိုးစုံဝယ်စီပြီးရင်ကီလို3သိန်းပြည့်ကနေရပြန်ရောက်အဲ့ဒါဆိုရင်အဆင်ပြေတယ်အမှန်တကယ်ကျွန်တော်လည်း BMW တို့ Mercedes တို့ထားကြိုက်တာအခုလဲကြိုက်တယ်နောက်လည်းဝယ်စီမှာအကျန်းစီးမယ်ပြက်တက်တီစီးမယ်အဆုံးမပြင်ဘူးပြက်သွားလွတ်ပြန်ပြင်မယ်ဆိုရင်ပတ်စံကုန်တယ်ဇာတ်လျှောက်တဲ့အာရုံတော့တယ်ဆိုင်မှာလည်း Mercedes တို့ BMW ဆိုသိမ့်မပြင်ဘူးဒါပေမဲ့ပြောမနိုင်ဆိုမနိုင်နေတော့ကားထားပြီးပြန်သွားတာကားထားတော့လည်းပြင်ပေးရတာပဲဒါပေမဲ့ပစ္စည်းရှာရတာဆိုတော့အချိန်တော့နည်းနည်းပို့ပေးရတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်သိသလောက် Mercedes အကြောင်းတွေကိုပြန်ပြီးမျှဝေပေးထားတာပါဗီဒီယိုလေးကိုဆုံးနေကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ် Mazda 2 Model 2018ဒီကားလေးကစနိုးလိုင်းပေါ်မှာဆိုရင်ဓာတ်ဝက်အပေါ်မှာမှန်မြင်လေးတက်လာမှာပြီးတော့ဒီကောင်က night view လို့ခေါ်တယ်ဒီကောင်ညားရဲဆိုရင်ကားမောင်းရင်ကီလိုတွေပဲမြင်ရတယ်အဲ့ဒီကောင်လေးအလုံးမလို့တာသူကငကောကလွတ်လွတ်တဲ့ကញ្ញနာမှာတတန်းတိုးရင်းနဲ့ကញ្ញနာမှာ master ကားတွေခွာခိုင်းတော့သူက master ကားခွာတဲ့သူတွေကအဲ့မှန်ပြားလေးကိုလက်နဲ့ဖိချလိုက်တယ်ပုံမှန်ဆိုရင်ဆက်ရလိုက်မှဒီကောင်အော်တိုပြန်ကျသွားမယ်ဟာတော့မဆက်မရဘဲနဲ့လက်နဲ့ဖိချပြတယ်အဲ့ဒီကလေးအဲ့ကောင်လေးကလုံးမလို့တော့အဲ့ကြောင့်မလို့တစားခွာပြီးပြန်ကြည့်ရမှာဒီကောင်ကဓာတ်ကောမတီလို့တွဲရပါတာကြည့်ရတာအတွင်းနဲ့ကလီစာတွေကျိုးသွားတယ်ထင်တယ်ဒီကောင် free ဖြစ်နေပုံမှန်ဆိုလို့ free မဖြစ်ရအောင်ဒါကိုခါကြည့်လိုက်တော့ဒီကောင်အတန်နေမိနေအတွင်းနဲ့မှတော့တခုကျိုးသွားပြီအဲ့ကောင်လေးခွာပြီးကြည့်ရမှာကိုယ်နဲ့ခွာကြည့်လိုက်တော့ထင်တဲ့အတိုင်းပဲအတွင်းနဲ့ပင်နေနေကိုကျိုးသွားပြီအဲ့ဒါကြောင့်ဒီကောင်အတွင်းနဲ့ပင်နေရက်တော့ရှော့လဲပြောတော့ကောင်ကလုံးမလို့ဒီကောင်အဓိကအဲ့ဒါတော့လက်နဲ့ဖိချလိုက်လို့ပဲကောင်အကုန်လုံးကျိုးသွားတာပဲအဲ့ကောင်လေးကိုပြန်မှန်းရမှာဝယ်မယ်ဆိုတော့ဒီကောင်တခုချင်းမရအောင်ဝါဆက်လိုက်ကြည့်ဝယ်တာဆိုအဲ့ကျိုးနေတာဟောပဲပြန်မှန်းရမှာဒီကောင်ပို့ပြီးမရအောင်လို့ပလတ်စတစ်ဆိုင်မှာတန်စကားပြန်ချုပ်မလို့အဲ့ဆိုင်ကတော့ပြောတော့ဒါအသေးလို့ချုပ်လို့မရဘူးဆိုလို့စင်ကောနဲ့ပဲရအောင်မှန်းလိုက်ပေါ်တော့တခြားမြဲအောင်ထည့်ပြီးတော့ခုတိုင်းတက်ပြီးစမ်းကြည့်မှာဒီကောင်တော့ဖွင့်မတက်ဘူးကားဆန်တော့မတက်တာခုတိုင်းစမ်းကြည့်တော့ဆင်ပြေတယ်ဒီကောင် night view ဆိုတော့ညဆိုရင်တော့ပို့ပြီးမြင်ရတယ်နေကင်းဆိုတော့ကောင်နည်းနည်းပဲမြင်ရတာပြီးတော့ဒီကောင် night view ရဲ့အလင်းအမိန်နဲ့ပြီးတော့နေရာတွေကိုကြတော့ TV ကနေစတင်ပြန်ချိန်လို့ရတယ်အပေါ်ရောက်ချင်လားအောက်ရောက်ချင်လားအကုန်လုပ်လို့ရတယ်အဲ့ကောင်လေးကိုစတင်ချိန်ခြင်းနဲ့ဆိုရင်တော့ကား TV ကနေစတင်ချိန်ရတာငါကဒီကောင်ပွင့်မလာဘူးဆိုတော့ချိန်လို့မရဘူးခုတိုင်းတော့ချိန်လို့ရတာအစီအမီသေးဆိုတော့ခုတိုင်းကားမှပြန်လုံးပြန်တက်မှာနောက်ဆိုအဲ့လိုမဖြစ်အောင်ပုံပြီးသတိထားစေချင်ပါတယ်ဒီကောင်လေးကဘာဖြစ်လဲဆိုတော့ပပလေးတွေဆိုတော့အထီးကိုက်မခံနိုင်ဘူးတခုပြောချင်တာလုံးလုံးမယ်ဆိုရင်ဘယ်ရမစိုးစေတနာထားပါအဲ့စေတနာအချိန်တန်ကိုယ့်စီရောင်းပြန်ဟပ်ပါတယ်အခုတိုင်းဒီကားလေးတော့အကုန်လုံးစင်ပြေသွားပါပြီ
ဖြုတ်ထားတဲ့ကောင်နဲ့အကုန်လုံး final တက်ပြီးစမ်းကြည့်တော့အကုန်လုံးစီပြေတယ်တင်ချလဲပုံမှန်ဖြစ်သွားပြီဗီဒီယိုလေးကိုဆုံးနေကြည့်ပြတော့အားလုံးကျေးဇူးတင်ပါတယ်